အားလုံးပဲမင်္ဂလာပါရှင်မိမိကဒီနေ့မှာ UNICEF ဝက်လို့အဆင်ပြေမဲ့ 80K ရေလိုကိုဟန်ချင်းလှလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ပထမဆုံးမိတ်ဆက်ပေးခြင်းဒီဇိုင်းလေးကတော့ Tiffany ဟန်ချင်းဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်ယောက်ျားလေးရော main ကလေးရောလုံးဝကြိုက်တွေ့စေမဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်လည်းပေါ့နော်15ပဲထဲမှာထွက်တဲ့ပုံစံလေးပေါ့နော်အလဲကကြတော့အခောက်လိုပုံစံမျိုးလေးပေါ့အခောက်ပြားလိုပုံစံမျိုးလေးကိုဘေးကနေ9ရုပ်ကျိုးလေးနဲ့တွဲပေးထားတာပေါ့နော်ဒီဇိုင်းလေးဆိုလို့ရှိရင်လည်းဝတ်ဆင်ထားလိုက်မယ်ဆိုလို့ရှိရင်ယောက်ျားလေးနဲ့လည်းတင်တော်ရဲ main ကလေးဝတ်မယ်ဆိုလို့ရှိရင်လည်းအရန်ကိုထဲဝါပြီးတော့လှပနေတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီကျိုးလေးကတော့လူကြိုက်များတယ်ပင်လေးကိုမမအလဲမှာဘောလုံးလေးတွေနဲ့တွဲပေးထားတာပေါ့နော်ဒီဇိုင်းလေးဆိုလို့ရှိရင်လည်းဝတ်ဆင်ထားလိုက်မယ်ဆိုလို့ရှိရင်အရန်ကိုပွဲတိုးတဲ့ဒီဇိုင်းလေးဖြစ်ပြီးတော့ယောက်ျားလေးတွေဝတ်မယ်ဆိုလည်းအဆင်ပြေတယ် main ကလေးတွေဝတ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတဲ့ဒီဇိုင်းလေးပဲနောက်ဆုံးပြပေးမယ့်ဒီဇိုင်းလေးကတော့မမကျိုးလူတီးများတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်နော်ဒါလေးကကြတော့ယောက်ျားလေးရော main ကလေးရောလည်းဝတ်ဆင်လို့ရတယ်အထူးသဖြင့် main ကလေးတွေဝတ်ဆင်မယ်ဆိုလို့ရှိရင်လည်းသူကပွဲလဲတိုးတယ်ဆက်ဖြက်လဲလက်တယ်အကျဉ်းလဲခံပြီးတော့အရန်လှတဲ့ဒီဇိုင်းဆန်းလေးပဲဖြစ်ပါတယ်ရှင်အဆုံးကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်မိမိတို့ရဲ့ Digital Diamond TikTok channel လေးကိုလည်း like and follow လုပ်ဖို့မမေ့နဲ့နော်